ဒီနေ့ခွဲချမ်းစိတ်ဖြာချက်မှာတော့အရန်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတစ်ခုခုကိုကြည့်ကြရအောင်တစ်ခုကအလောင်းစားကြည့်တဲ့ဂုံထွေကြီးလောကနောက်တစ်ခုကရေရှည်တည်မေးဖို့စ조사နေရတဲ့ဆက်ဆံရေးတွေဒီလိုလုံးဝမတူညီတဲ့ကဘာနှစ်ခုမှာအောင်မြင်မှုကိုမောင်းနှင်ပေးနေတဲ့စိတ်ပိုင်းဆိုင်ရာအခြေခံမှုတစ်ခုတည်းကပါများထင်မလဲကဲဒီအားကောင်းတဲ့ကောကားချက်လင်းနဲ့အရင်စကြည့်ကြရအောင်ထူးချွန်တဲ့ကုံထဲတွေဟာဈေးကြဘက်မှာပဲဖြစ်ဖြစ်ဈေးအမြင့်ဘက်မှာပဲဖြစ်ဖြစ်တစ်ဖက်တည်းကိုပဲဆွဲဆွဲမဲမဲစုတ်ကိုင်မထားဘူးတဲ့ဒီစကားကကျွန်တော်တို့ပြောမဲ့အရိကအချက်ဖြစ်တဲ့လိုက်လျောညီထွေဖြစ်မှုနဲ့ပွင့်လင်းတဲ့စိတ်ထားဆိုတာကိုချက်ချင်းမဲ့အခမ်းအနားပြောပြလိုက်တာပါပဲပထမဆုံးအနေနဲ့ဈေးဝက်ကမျက်စိတမတ်အသေးပြောင်းလဲသွားနိုင်တဲ့ငွေကြေးရောင်းဝယ်ရေးလောကတွေကိုခဏလောက်ဝင်ကြည့်ကြရအောင်ဒီလောကမှာအောင်မြင်တဲ့ကိုယ်နယ်တယောက်စီမှာအစီအစဉ်တစ်ခုတော့အများကြီးအသင့်ရှိနေပါတယ်ဒီမှာပဲကုန်တိုက်တယောက်ရဲ့ကြိုတင်ပြင်ဆင်မှုကဘလောက်အရေးကြီးလဲဆိုတာတွေ့နိုင်ပါတယ်သူတို့မှမျောလင့်ထားတဲ့အခြေအနေအတွက် plan A ရှိသလိုလုံးဝတင်မထားတဲ့အပြောင်းလဲအတွက် plan B ကိုလည်းအသင့်ပြင်ထားပြီးသားပါဒါကလိုက်ရောညီထွေထည့်နိုင်စွမ်းကိုအစကတည်းကသူတို့ရဲ့နေဗျူဟာရမှာထည့်သွင်းတိစောက်ထားရဲဆိုတာကိုပြနေတာပါပဲအဲ့ဒီအချိန်မှာပဲပုံထင်မထားလာထင်လာပါလိတော့ထေပုံလို့ခေါ်ကြတဲ့အခိုက်အတန့်ပေါ့ဒါကဈေးကွက်ရဲ့တကယ်အရှိတရားကကုန်တဲ့တယောက်ရဲ့မူလမျောလင့်ချက်နဲ့တက်ဆင်လွဲသွားတဲ့အချိန်မှာပဲဒီနေရာမှာကုံလေးတုံ့ပြန်မှုကအယမ်းမြန်ပြီးပြတ်သားមកတယ်။သူဒေးဝေမနေဘူးချက်ချင်းပဲလက်ရှိအနေထားညက်ထွက်လိုက်တယ်။ဈေးကွက်ကိုပြန်ကေးဖြတ်တယ်။ပြီးတော့မှချီလင်းတဲ့စိတ်နဲ့အချီလေးတစ်နဲ့ညီအလိုက်တင်ပြောင်းလဲလှုပ်ဆောင်တယ်။ကြိုတင်ပြင်ဆင်ထားတဲ့ plan B ကသူ့ကိုဒေးဝေမနေစေပဲပြတ်သားစွာဆုံးဖြတ်လိုက်အောင်ကူညီခဲ့တာပေါ့။ဆိုတော့ဒီပထမဆက်လန်ကနေကျွန်တော်တို့ဗာတင်ခန်းစားယူနိုင်လဲအဓိကကတော့အစီအစဉ်ရှိုံနဲ့မပြီးဘူးလိုက်လျောညီထွေဖြစ်တဲ့အစီအစဉ်ရှိဖို့လိုတယ်အဲ့ plan B ကိုကြိုတင်စဉ်းစားထားတာကပဲဖြစ်နိုင်ခြေရှိတဲ့အရှုံးတစ်ခုကိုအခွင့်အရေးတစ်ခုအဖြစ်ပြောင်းလဲပေးလိုက်တာပါဒါပေမဲ့ကြာရှုံးနေတဲ့ကုန်သွယ်မှုက stock ဈေးကွက်ထက်ကမဟုတ်လေကိုဘဝရဲ့ရေရှည်ကတိကဝတ်တစ်ခုဥပမာဆက်ဆံရေးတစ်ခုဖြစ်နေခဲ့ရင်တော့ဘယ်လိုလုပ်မလဲအခုဒီလိုက်လောညီထွေမှုဆိုတဲ့သဘောတရားကိုပဲကုန်သွယ်ရေးလောကကနေလူသားတွေရဲ့ရှုပ်ထွေးတဲ့ဆက်ဆံရေးတွေစီကိုကူပြောင်းကြည့်ကြရအောင်ကဲဒုတိယဆက်လန်အနေနဲ့ Chris နဲ့ Gina တို့ယနီးမောင်နှံနဲ့တွေ့ဆုံကြည့်ကြရအောင်သူတို့ရဲ့အိမ်ထောင်ရေးကအပြင်ပန်းကြည့်အေးဆေးနေဘလို့ပဲဒါပေမဲ့တကယ်တမ်းမှာတော့ဖြည်းဖြည်းချင်းယူရင်းလာနေတဲ့အခြေအနေမှာရှိနေပါတယ်သူတို့ရဲ့အဓိကပြဿနာကဘာလဲဆိုတော့အကြီးကျယ်တန်းဖြစ်တာတွေပြဿနာကြီးကျယ်တက်တာတွေမဟုတ်ပါဘူးအဲ့ဒါပူပြီးတက်စီပြီးအန်တယ်များတာကဘာမှထူးထူးခြားခြားမရှိတဲ့ပုံမှန်လိုလိုစင်နေနဲ့ကောင်းမွန်တဲ့အထည်ချုပ်နေလုံးဝပျောက်ဆုံးနေတာပါပဲဒီလိုပြဿနာမျိုးကိုဘယ်လိုဖြေရှင်းမလဲဒီနေရာမှာပဲကျွန်တော်တို့ရဲ့ပထမဇလန်ကကုန်တင်နဲ့ပြန်ချိတ်ဆက်ပြီးမဲ့အထူးအချိန်ခံမှုတစ်ခုပေါ်ထွက်လာမှာပဲစဉ်းစားကြည့်လေတခုခုမားနေပြီဆိုရင်ကျွန်တော်တို့များစုကဘာတွေမားနေတာလဲလို့ပဲမေးတတ်ကြတယ်ဒါပေမဲ့မိကုန်းကိုဒီမျိုးပြောင်းမေးကြည့်ရင်ကောဘယ်အချိန်တွေမှာပြဿနာမရှိခဲ့တာလဲလို့မေးကြည့်ရင်ဘယ်လိုဖြစ်မလဲဒါကရိုးရနီလန်နဲ့ဖြေရှင်းချက်ကိုဥတီတဲ့ချင်းကပ်ပုံတွေရဲ့ကွာခြားချက်ပါပဲဒီချင်းကပ်ပုံကိုဖြေရှင်းချက်ကိုဥတီတော့ချင်းကပ်ပုံလို့ခေါ်ပါတယ်ဒါကတော်တော်လေးအားကောင်းတဲ့အတွေ့အခေါ်ပါပြဿနာတွေကိုပဲတူးဖော်နေမဲ့အစားအခြေအနေတွေကောင်းမွန်ခဲ့တဲ့ချွင်းချက်အခြေအနေတွေကိုရှာဖွေပြီးအဲ့ဒီအားသာချက်တွေပေါ်မှာပြန်လည်တည်ဆောက်တာဖြစ်ပါတယ်ဒါကတကယ်လဲရွတိရှိတယ်မဟုတ်လားကိုအတုံးမချဘူးပြဿနာရှိတယ်လို့ပဲအမြဲတမ်းတွေးနေရင်ပိုကောင်းအောင်ဘယ်လိုလုပ်ဆောင်နိုင်တော့မလဲပြဿနာကိုပဲအာရုံစိုက်နေခြင်းကတကယ်ပြောင်းလဲမှုအတွက်အဟအတာဖြစ်စေနေပါတယ်ကောင်းပြီဒီချင်းကပ်ပုံကိုခရစ်နဲ့ဂျီနာတို့ရဲ့အခြေအနေမှာဘယ်လိုအသုံးချခဲ့လဲကြည့်ရအောင်သူတို့ရဲ့လက်ရှိအခြေအနေနဲ့သူတို့လိုချင်တဲ့အနာဂတ်စီကိုဘယ်လိုတရားထိုးပေးခဲ့လဲဒါပေမဲ့ဒီနေရာမှာအခက်အခဲတစ်ခုရှိနေပါတယ်ခရစ်နဲ့ဂျီနာတို့မှာပြန်လဲအမတ်ရစရာကောင်းမွန်တဲ့အတွေ့အကြုံတွေအမတ်တရားချွင်းချက်တွေကမရှိသလောက်ပါပဲပြဿနာကအစိုးတစ်ခုရှိနေရမဟုတ်ပဲအကောင့်တစ်ခုပျောက်ဆုံးနေရဆိုတော့ဘာအစမမရှိပဲဖြည့်ရွှင်းချက်ကိုဘယ်လိုရှာမလဲအဖြေကတော့သူတို့ရဲ့ခိုင်မာတဲ့ကတိကဝတ်တစ်ခုကနေတသားဒဇင်းထုတ်ပေးဖို့ပါပဲဒီနေရာကစိတ်ပညာရှင်ရဲ့ချင်းကပ်ပုံကတကယ်ကိုထပ်မြက်ပါတယ်သူတို့နေရာလုံးလုံးဝသဘောတူပြီးအလေးနဲ့ထားတဲ့တခုတည်းအော်ရာကိုရှာဖွေခဲ့လေအဲ့ဒါကတော့မိဘကောင်းဖြစ်လို့ချင်းပါရီပြီးတော့ပြနာတစ်ခုလုံးကိုအဲ့ဒီအချက်ပေါ်မှာပြန်လေပုံဖော်လိုက်တယ်အိမ်တောင်ဘက်ကောင်းဖြစ်ခြင်းဟာမိဘကောင်းဖြစ်ခြင်းရဲ့အရေးကြီးတဲ့အစိတ်ပိုင်းတစ်ခုဆိုပြီးတော့ပေါ့ဒီကတိကဝတ်ကသူတို့အတွက်ဘာကြောင့်ဒီလောက်အားကောင်းနေလဲဆိုတာကိုနားလည်ဖို့သူတို့ရဲ့နောက်ခံကိုနည်းနည်းသိဖို့လိုပါတယ်သူတို့နှစ်ယောက်လုံးဟာသူတို့ကလေးတွေကိုသူတို့ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့နာကျင်မှုမျိုးကနေကာကွယ်ပေးခြင်းနဲ့တူညီတဲ့တန်ဋိခါလေးခုရှိကြတယ်အဲ့ဒါကပဲသူတို့ရဲ့အခိုင်အမာဆုံးအုံမစ်ဖွင့်နေခဲ့တာပါဒါကတော့တကယ်ကိုအလက်အပြောင်ဖြစ်စေတဲ့အခိုက်အတန့်ပါပဲသူတို့ဟာအိမ်အောင်ရေးကိုပြုပြင်ဖို့ကြိုးစားနေတာမဟုတ်တော့ပဲမိဘကောင်းတွေဖြစ်ဖို့လှုံ့ဆော်နေကြတာပါသူတို့ရဲ့ကတိကဝတ်နှစ်ခုလုံးကိုပေါင်းဆက်ပေးမဲ့ခရီးစဉ်တစ်ခုကိုအတူတကွစီစဉ်ခဲ့ကြတယ်နှစ်ပေါင်းများစွာအတွင်းပထမဆုံးအချိန်အဖြစ်
သူတို့ရဲ့အနာဂတ်အတွက်သူတို့နှစ်ယောက်လုံးစိတ်လှုပ်ရှားနေကြတယ် ကဲအခုကျွန်တော်တို့ဇလန်နှစ်ခုလုံးကိုခြုံငုံသုံးသက်ပြီးအားလုံးအတွက်အသုံးကျမဲ့အဓိကသင်ခန်းစာကိုထုတ်ယူကြည့်ကြရအောင်အဓိကချက်ကတော့ဒါပါပဲကုန်တဲ့ရဲ့ plan B နဲ့ဇနီးမောင်နှံရဲ့အနာဂတ်စီကတတားဟာတကယ်တော့စိတ်ပိုင်းဆိုင်ရာထိုးထွင်းသိမြင်မှုတစ်ခုတည်းကနေပဲမြစ်ချခံလာတာပါ တခက်ရေရှည်တည်တန်းတဲ့ပြောင်းလဲမှုဆိုတာအရှိအဟုန်ပြင်းတဲ့တော်လှန်ရေးတစ်ခုလို့မဟုတ်ပါဘူးစင်ကပြောင်းလဲမှုတစ်ခုလိုပါပဲဒါဟာကိုမဟုတ်တဲ့လူတစ်ယောက်ဖြစ်အောင်ကြိုးစားတာမဟုတ်ပဲကိုယ့်ရဲ့ရှိရင်ဆွဲပင်ကိုစရိုက်ကိုပဲပိုကောင်းတဲ့ပုံစံနဲ့နေထိုင်နိုင်မှုနည်းလမ်းရှာဖွေခြင်းဖြစ်ပါတယ် အောင်မြင်မှုဆိုတာဂုံတွယ်ရေးမှာပဲဖြစ်ဖြစ်ဘဝမှာပဲဖြစ်ဖြစ်ကိုတောင်ဟိုးထားတဲ့ရှင်ရင်ဆွဲကိရိကဝတ်တွေကိုစွမ်းအားသစ်တွေပေးနိုင်မယ်လမ်းကြောင်းသစ်တွေနဲ့ချိတ်ဆက်ပေးနိုင်ခြင်းကနေရရှိလာတာပါ ဒါကြောင့်အားလုံးအတွက်စဉ်းစားစရာမေးခွန်းလေးတစ်ခုနဲ့ညီကုန်းချုပ်လိုက်ပါစေကိုယ့်ရဲ့လက်ရှိအခြေအနေနဲ့ကိုယ်တကယ်ဖြစ်ချင်တဲ့ပုံစံကိုချိတ်ဆက်ပေးမဲ့တရားကပါဖြစ်မလဲ